ကျွန်တော်တို့ဒီ owner အကောင့်ကနေပြီးတော့ဗောနော်ကျွန်တော်တို့ computer software က owner အကောင့်ကနေပြီးတော့မှဒီထိုးသားစင်းကိုတင်တဲ့ပုံစံတွေကိုပြောပြပါမယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါထိုးသားစင်းတင်တဲ့အခါမှာကျွန်တော်တို့ဒီကဏ္ဍ copy paste လုပ်ရတဲ့ပုံစံတွေလို့ရှိရင်ဒီကဏ္ဍ keyword သုံးခုတွေဒီလိုမျိုးကျွန်တော် magic keyword သုံးခုတွေကအားလုံးသိပြီးသားဖြစ်မှာပေါ့နော်လောလောဆယ်တော့ကျွန်တော်ဒီရာကိုအသေးစိတ်ပြန်ပြီးမရှင်းပြတော့ဘူးကျွန်တော်ဒီစင်းထည့်ရတဲ့ပုံစံလေးကိုပဲတစ်ချက်ပြပေးမယ်နော်ကျွန်တော်မြန်သွားအောင်လို့ကျွန်တော်အလွယ်တကူပဲကျွန်တော် copy ပြီးထည့်လိုက်ပါမယ်နော်ကျွန်တော် copy ယူထည့်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာကြုံကွက်လေးတွေပြပေးရပါနော်ထည့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာစင်းတင်နိုင်မယ်နော်ဒီမှာဆိုရင်တော့ကျွန်တော်ကြော်ကြီးဆိုရဲထိုးသားစင်းကိုထိုးသားအကောင့်ရွေးပြီးမှကျွန်တော်စင်းတင်မှာဖြစ်ပါတယ်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့စင်းတင်သွင်းလိုက်ပါပြီတင်ပြီးတော့ဆိုတာနဲ့ကျွန်တော်တို့ဒီမှာကျွန်တော်သူ့ရဲ့ဘေးမှာရှိတဲ့ဒီပေါင်ချာများဆော်လေးတွေချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဒီထိုးသားမှာဆိုရင်တော့သူ့ရဲ့စင်းလေးပေါ်လာမှာဖြစ်ပါတယ်နော်တကယ်လို့ကိုကနေပြီးတော့မှဒီစင်းကိုပြန်ပြီးတော့မှဖြတ်ချင်တယ်ဆိုရင်ဖြတ်လိုက်လို့ရပါတယ်နော်ဖြတ်ပြန်ပြီးတော့မှဖြတ်ပြီးတော့မှအသစ်ပြန်ထည့်ချင်တယ်ဆိုထည့်လို့ရတယ်နေရာမှာထိုးသားကိုရွေးထားတဲ့အခါမှာဒါအောပြထားပါနော်တကယ်လို့ကျွန်တော်ကကြော်ကြီးမဟုတ်ဘဲနဲ့ကျွန်တော်ထပ်ပြီးတော့နောက်တစ်ယောက်ထပ်ပြီးတင်မယ်နော်ဇော်ကြီးကိုရွေးပြီးတင်လိုက်ပါမယ်နော်ဇော်ကြီးကိုလည်းကျွန်တော်ဒီစင်းအတိုင်းပဲကျွန်တော် copy ယူပြီးထည့်လိုက်ပါမယ်နော်ဒီစင်းအတိုင်းပဲကျွန်တော်က copy ယူပြီးတော့မှထည့်လိုက်ပါမယ်ဒီမှာဆိုရင်ဒါဇော်ကြီးစင်းရင်ပေါ့နော်ကျွန်တော်ထည့်လိုက်ပြီထည့်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာထည့်လိုက်တဲ့စင်းမှာကြုံကွက်လေးတွေလည်းထပ်ပါတယ်ပေါ့နော်ဒီစင်းကိုလည်းကျွန်တော် copy တင်လိုက်မယ်စင်းတင်လိုက်မယ်ပေါ့နော်တင်လိုက်ပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ကကြုံကွက်က45ခုပါဆိုလေးပြပေးရပေါ့နော်အဲ့တော့တင်လိုက်တဲ့စင်းကိုကျွန်တော်ကဒီ voucher ထဲမှာသွားပြီးတော့မှကြည့်လို့ရပါတယ်ဒီမှာတော့ထိုးသားကိုရွေးထားတဲ့အတွက်ကြောင့်မို့သူကအမီကအောထားပေးထားကြတော့သူကကြော်ကြီးရောဇော်ကြီးရောစင်းတစ်ခုကိုမြင်နေမှာဖြစ်ပါတယ်နော်တကယ်လို့ကိုကကြော်ကြီးစင်းကိုပဲတည်တံ့ကြည့်နေဆိုရင်ကြော်ကြီးကိုရွေးကြည့်လို့ရတယ်ပြီးလို့ရှိရင်ဇော်ကြီးစင်းကိုကြည့်ကြည့်နေဆိုရင်ဇော်ကြီးစင်းကိုရွေးကြည့်လို့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာတင်လိုက်တဲ့စင်းဒီစင်းတွေအတိုင်းပဲကျွန်တော်တို့ဒီဖုန်းမှာလည်းကျွန်တော်ကလာပြီးတော့ပေါ်နေမှာဖြစ်ပါတယ်အခုကျွန်တော်ထည့်လိုက်တဲ့ဒီစီးရင်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီမှာဒါကျွန်တော်ထည့်လိုက်တဲ့စီးရင်ပါနော်ဒီစီးရင်အတိုင်းပဲကျွန်တော်ကသူ့ရဲ့ voucher ထဲမှာသွားပြီးကြည့်လို့ရပါတယ်နော်voucher ထဲမှာအသေးစိတ်ပြန်ကြည့်လို့ရတယ်အဲ့တော့ဒီမှာကျွန်တော်တို့တစ်စောင်းပေါ့နော်တကယ်လို့ဒီ voucher လေးကစီးရင်ကိုပြန်ပြီးဖြတ်ချင်တယ်ဆိုရင်ကိုဖြတ်ချင်တဲ့စီးရင်ကိုဖိထားလိုက်ဖိပြီး delete ကိုဖြတ်မယ်ဆိုနှိမ့်လိုက်မယ်ဆိုရင်ကိုရွေးချက်ထားတဲ့ဒီဥမာထားပါ1.500ဖြတ်ချင်တယ်ဆို1.500ဖိပြီးတော့ဖြတ်လိုက်မယ်ဆိုရင်1.500တခုပဲပြတ်တောင်ဖြစ်ပါတယ်เนาะတကယ်လို့ကိုက voucher တစ်ခုလုံးကိုဖြတ်ချင်တယ်ဆိုရင်ကိုဖြတ်ချင်တဲ့ voucher ကိုဖိထားလိုက်ဖိပြီးလို့ရှိရင် yes ကိုနှိမ့်လိုက်ပါเนาะဒါဆိုလို့ရှိရင်ကျွန်တော် voucher တစ်ခုလုံးကိုဖြတ်ပေးတော့မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကလက်ရှိရတော့ voucher တစ်စောင်ပဲတင်ထားပါเนาะတကယ်လို့ voucher တွေကကျွန်တော်ကအများကြီးပေါ့เนาะ၄-၅ဆောင်လုံးဖြစ်နေတယ်၄-၅ဆောင်လုံးရဲ့ကျွန်တော်တို့ဒီပေါ့နော်စီးရင်တွေကိုလေဂျာနေနဲ့ကြည့်နေဆိုရင်တကွက်စီဆိုတာလေးယူလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကvoucher 9000ရှိဆို9000လုံးရဲ့စီးရင်ကိုအခုလိုမျိုးလေဂျာပုံစံနဲ့ပြပေးထားမှာဖြစ်ပါတယ်ဒီမှာလဲတော့သူကဒီ85ကွက်ဆိုပြပေးထားတယ်အကွက်ကြီးရပါတော့ဒီမှာကျွန်တော်က3.3နေ99ဒီကြည့်မလားဒါမှမဟုတ်ကျွန်တော်ကငွေပမာဏကိုရေးလိုက်မယ်ဆိုတော့ကျွန်တော်ထိုးချင်းများဆုံးကဏ္ဍကိုသူထိတ်ဆုံးမှာပြပေးထားမှာဖြစ်ပါတယ်နော်ထိုးချင်းများဆုံးကဏ္ဍကိုတော့သူအောက်ဆုံးမှာပြပေးထားမှာဖြစ်ပါတယ်ဒီစင်းကိုလည်းကျွန်တော်က copy ပြီးတော့မှ copy ပို့ချင်တဲ့သူကို Viber သုံး message နေပြီးတော့မှပို့လို့ရမှာဖြစ်ပါတယ်နော်ဒါတော့ကျွန်တော်တို့ကဒီ admin ဘက်ကနေပြီးတော့မှဒီထိုးသားစီကို direct သွင်းတဲ့ပုံဖြစ်ပါတယ်တခုတိထားမှာကျွန်တော်တို့ကဒီ admin ပေါ့နော် owner ကောက်နေပြီးတော့မှဒီ computer ကောက်ကနေပြီးတော့တင်တဲ့စင်းတင်တဲ့အခါမှာကျွန်တော်တို့ဒီထိုးသားတူးတဲ့ပဲရွေးပြီးတင်လို့ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့သူ့ရဲ့အောက်က agent တွေ commission တွေကသူတို့မှာဒီ agent ဆိုလို့ရှိရင်လည်းဒါသူတို့ရဲ့ computer software ကနေပဲဖြစ်စေဒါမှမဟုတ်လည်းကျွန်တော်တို့ကဒီဖုန်းကနေပဲဖြစ်စေဒါမှမဟုတ်လည်းကျွန်တော်တို့ကဒီအောက်က commission တွေကလည်းဒီဖုန်း software သုံးပြီးတော့စီးရင်တင်မှာဖြစ်တဲ့ကြောင့်မို့ကိုကတင်ပေးစရာမလိုပေါ့နော်သူတို့တင်လိုက်တဲ့စီးရင်တွေပဲကိုကထိုင်ပြီးတော့မှကျွန်တော်စစ်ဆေးပြရမှာဖြစ်ပါတယ်เนาะဒီတင်လိုက်တဲ့စီးရင်တွေဒီလည်းအောက်မှာကျွန်တော်တို့ဒီမှာ ledger လေးနဲ့ပြပေးနေရဖြစ်ပါတယ်เนาะကျွန်တော်ဒီမှာ ledger လေးနဲ့ပြပေးနေရဖြစ်ပါတယ်ledger မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုရင်ဘယ်ကနေနေရဘယ်လောက်ကျွံထားရဆိုတော့လည်းကျွန်တော်အနီလေးနဲ့ပြပေးမယ်လို့ဆိုတော့ကျွန်တော်ကကျွံခွက်ကမရှိသေးတဲ့အခါကျတော့ဒီမှာအနီခွက်နေရာလေးမှာမပြပေးသေးဘူးပေါ့နော်တကယ်လို့ထပ်ပြီးတော့မှစီးရင်နေတဲ့အခါမှာကျွံခွက်တွေပါလာတယ်ဥပမာဆိုကြပါစို့ကျွန်တော်တစ်ကိုကျွန်တော် break က2000ထားထားတယ်ဒါပေမဲ့အဲ့မှာလက်ရှိကတော့13000ဖြစ်နေပါတော့တကယ်လို့13000 2000ကျော်သွားပြီဆိုလို့ရှိရင်တော့ဥမာကျွန်တော်က13000ဖြစ်သွားပြီဆိုရင်အောက်မှာ3000ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်နော်ဒါလေးကတော့ကျွန်တော်တို့ကလက်ရှိထည့်ထားတဲ့အတိုင်းကိုပဲသူက ledger လေးပြပေးထားတယ်95ကွက်ကူမှကျွန်တော်ကလက်ရှိ total ပေါင်းဘယ်လောက်ရှိရပြပေးထားတယ်ဒါပေမဲ့သူကကျွန်တော်ကဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ကကြုံခွက်မရှိသေးတဲ့အခါကျတော့ကျွန်တော်ဒီမှာပြမပေးသူနော်တကယ်လို့ကြုံခွက်တွေပေါ်လာပြီဆိုတော့ဒီဘေးမှာကြုံခွက်လေးတွေပြပေးမှာဖြစ်ပါတယ်လို့ရှိရင်ကျွန်တော်တို့ဒီမှာ view တွေချက်နေပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အကွက်တရ ledger ပုံစံမျိုးလေးကျွန်တော်တို့ကအသေးစိတ်ကျွန်တော်စီးရင်တွေကိုပြန်ကြည့်လို့ရမှာဖြစ်ပါတယ်နော်ဒါတော့ကျွန်တော်တို့ကကျွန်းတက်ထားတဲ့စီးရင်တွေရဲ့ကျွန်းငွေတွေရဲ့ပြပေးတဲ့ ledger ဖြစ်သလိုဒီဟာလေးကကျွန်တော်ကဒီကျွန်းငွေစင်းမပါဘဲနဲ့ကိုလက်ရှိလက်ခံထားတဲ့စီးရင်တွေကိုပဲ ledger လေးနဲ့ပြပေးတယ်ဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်ကဒီကွန်ပျူတာကနေမဟုတ်ဘဲနဲ့ဖုန်းကနေပြီးစင်းသွင်းမယ်ဆိုလို့ရှိရင်သွင်းလို့ရပါတယ်ဖုန်းကနေပြီးတော့မှ copy paste လုပ်တာဖြစ်ဖြစ်ကျွန်တော်တို့ဒီ keypad screen ကနေပြီးတော့မှထည့်တာဖြစ်ဖြစ်ပေါ့နော်ဒါရိုက်ထည့်တာဖြစ်ဖြစ်ကျွန်တော်စင်းတွေကိုသွင်းလို့ရပါတယ်တင်လိုက်တဲ့စင်းတွေကလည်းကျွန်တော်တို့ကဒီ PC app မှာကျွန်တော်စောစောကပြထားတယ်ဒီထိုးသားvoucher များမှာပေါ်မှာဖြစ်သလိုဒီထဲမှာလည်းကျွန်တော်တို့က
ဒီ Android app က owner app မှာလည်းလာပြီးတော့မှဒီ voucher စင်းတွေကိုပြပေးနေမှာဖြစ်ပါတယ်နော်အဲ့တော့ဒီကျွန်တော်တို့ Android မှာဆိုလို့ရှိရင်တော့ ledger ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ ledger ထဲကိုဝင်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ ledger ဆိုလို့ရှိပါတယ်နော်ဒီမှာ ledger ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့လက်ရှိထည့်ထားတဲ့ဒီအကွက်ကြီးကဘယ်လောက်ရောင်းအောင်ငွေဘယ်လောက်ဆိုပြီးသူကပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ ledger ချုပ်ကိုလည်းကျွန်တော်အကွက်100 ledger နဲ့ကြည့်လို့ရပါတယ် Bracy Man ကတော့ကျွန်တော်ကဒီမှာ background တွေတော့ဘယ်လောက်ကျွန်းနေဆိုတာပြပေးတာဖြစ်ပါတယ်နော် loss စီတော့သူကကျွန်းကမရှိသေးတဲ့ခါကျတော့ဒီမှာတော့မပြပေးသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ agent ကောင်းကနေလောက်ဝင်မယ်ဆိုလို့ရှိရင်ရော agent ကောင်းကနေလောက်ဝင်ပြီးစင်းတင်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်သူက agent ကောင်းမှာဆိုလို့ရှိရင်လည်းသူကထိုးသားတူးတဲ့ပဲဓာတ်ရိုက်ထိုးသားပဲရွေးပြီးမှစင်းတင်လို့ရဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ကထိုးသားရွေးချယ်နေရမှာဒီထိုးသားအောက်မှာရှိတဲ့ဓာတ်ရိုက်ထိုးသားတွေကိုသူပြပေးနေဖြစ်ပါတယ်နော်အဲ့တော့ဒီဓာတ်ရိုက်ထိုးသားနေပဲကျွန်တော်စင်းတွေကိုလွယ်တကူတင်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာမူနာလေးနဲ့ကျွန်တော် copy လေးတစ်စောင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ paste လုပ်ပြီးထည့်လိုက်ပါမယ်နော်လို့ရှိရင်ကျွန်တော်တို့လွယ်တကူပဲတန်းပြီးမှစင်းသွင်းလိုက်ပါမယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒါမောင်မောင်ဆိုတဲ့ဓာတ်ရိုက်ထိုးသားကောက်မှာကျွန်တော်တို့စင်းထည့်ပြီးနေဖြစ်ပါတယ်ဒါပေမဲ့သူကစင်းရတော့မဝင်သေးဘူးပေါ့နော်ကျွန်တော်ကအဲ့မှာစစ်ကိုနှိပ်လိုက်ပြီးဆိုတော့မှကျွန်တော်ကဒီစင်းကသွင်းပြီးတော့မှဖြစ်ပါတယ်နော်ဒါဆိုရင်သူကမောင်မောင်ဆိုတဲ့ထိုးသားကောက်ကိုစင်းသွင်းနေပါပြီဒါဆိုလို့ရှိရင်တော့သူကဒီမှာစင်းနေဝင်လာပြီပေါ့နော်အဲ့တော့ဝင်လာတဲ့အတရားကိုကျွန်တော်တို့ဒီဖုန်းကပေါ့နော်ဒီ agent app မှာလည်းသူကဒီစင်းတွေကိုကျွန်တော်ထည့်လိုက်တဲ့စင်းတွေဒီမှာတစ်ခါပြပြီးတော့နော်ဒီမှာဆိုမောင်မောင်စင်းကိုတင်ထားတဲ့ကြောင့်မို့ဒီ voucher မှာမောင်မောင်စင်းကိုတစ်ခါတက်ပြီးတော့မှပြပြီးမှဖြစ်ပါတယ်နော်တကယ်လို့ပေါ့နော်ကျွန်တော်တို့ကဒီဖုန်းကနေပဲတင်ကျင်တယ်ကွန်ပျူတာကနေမတင်ကျင်ဘူးပေါ့နော်အကြောင်းမျိုးကြောင့်ကအပြင်ရောက်နေဆိုလို့ရှိရင်တင်လို့ရပါတယ်အဲ့တော့တကယ်လို့တင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကစိုးစောအတိုင်းပဲကျွန်တော် Connect ဘက်ကနေတင်နေရတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့အခုလိုမျိုး Telegram တွေပို့လာတယ်ဒါမှမဟုတ် Viber တွေပို့လာတဲ့စင်းတွေကိုလည်းကျွန်တော်တို့တစ်ခါတည်း copy ယူပြီးတော့မှပို့လို့ရမှာဖြစ်ပါတယ်လောလောဆယ်တော့ကျွန်တော်ဒီမှာဒီစင်းလေးကိုကျွန်တော် copy ယူပြီးတော့မှတစ်ချက်ထည့်ပြပေးပါမယ်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် paste လုပ်ပြီးထည့်လိုက်မယ်ကျွန်တော်တို့မှားတာမရှိတဲ့အတွက်ကြောင့်မို့ပြင်စရာမလိုဘူးထည့်မယ်ဆိုတော့တန်းပြီးတော့နှိပ်ပြီးစင်းသွင်းလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်စင်းတင်သွင်းနေပါပြီဒီမှာဆိုရင်သူကကျွန်းကွက်တွေပါလာတဲ့အတွက်ကြောင့်မို့သူကပြပြီးနေဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကွန်ပျူတာ app ကနေပြီးတော့မှဒီစင်းတင်တာပဲဖြစ်ဖြစ်အခုလိုမျိုး copy paste ကနေပဲဖြစ်ဖြစ်keyboard portal မှာစင်းထည့်ပြီးသွားပြီဆိုတော့ねထည့်ထားတဲ့စင်းကိုတခါတည်း auto voucher ထုတ်ပေးမှာဖြစ်ပါတယ်ဥပမာကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာစောစောထည့်လိုက်တဲ့စင်းကိုကျွန်တော်ကတခါထပ်ပြီးတော့မှဒီ voucher လေးကိုသွားပြီး copy ယူနေစရာမလိုဘူးတခါတက်ပြီးတော့မှကျွန်တော်ရတဲ့စင်းတွေရဲ့အောက်မှာကျွန်တော်တို့ကျွန်းကွက်တွေကိုဒီမှာတခါတည်းပြပေးနေရဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါကျွန်းကွက်များဆိုပြီးပြပေးနေရဖြစ်ပါတယ်เนาะဒီတိုင်းပဲကျွန်တော်တို့စင်းတွေကိုကျွန်တော်ကစောစောလိုမျိုး voucher လေးကိုသွားကျွန်တော်တို့သွားပြီးတော့ copy ယူပြီးတော့မှကျွန်တော်တို့ကတကူးတကကြီးကျွန်တော်တို့ကကူးနေစရာမလိုဘူးကျွန်တော်စင်းတင်ပြီးဆိုတာနဲ့ကျွန်တော်တခါတက်ပြီးတော့မှကိုပို့ကျင်တဲ့သူရဲ့ Viber သုံး message ကနေပို့လို့ရပါတယ်ဒီနေရာမှာတကယ်လို့ပေါ့နော်ကိုကအဲ့လိုမျိုးcopy ပို့ဖို့မေ့သွားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကိစ္စမရှိဘူးဒီကိုပို့ကျင်တဲ့ voucher လေးဝင်ပြီးတော့မှ copy ကိုနှိပ်ပြီးတော့မှတင်မယ်ဆိုကိုပို့ကျင်တဲ့သူကို Viber သုံး message ကနေပို့မယ်ဆိုလည်းပို့လို့ရပါတယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့ app ဒီ Android ကနေပဲတင်နေ PC ကနေပဲတင်နေစင်းရတော့အတူတူဝင်သွားမှာဖြစ်ပါတယ်ဝင်သွားတဲ့စင်းကိုလည်းကျွန်တော်ကဒီမှာ PC app မှာဆိုရင် voucher ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ voucher ထဲမှာကျွန်တော်စောစောကမမောင်ရေတတဆိုပြီးစင်းတစ်ခုတင်နိုင်ပါတော့ဒီမှာနှစ်ခုပြပေးထားပါတယ်တကယ်လို့ကိုကမမောင်စင်းကိုပဲသိချင်တယ်ဆိုမမောင်ရွေးကြည့်လို့ရတယ်တတစင်းကိုကြည့်ချင်တယ်ဆိုတတကိုရွေးကြည့်လို့ရမှာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်တို့စင်းတရားနဲ့ပုံစံဖြစ်ပါတယ်တကယ်လို့ပေါ့နော်ကိုထည့်ထားတဲ့စင်းကိုကprint ထုတ်ချင်တယ်ပြည်စာနေနဲ့ထုတ်ချင်တယ်ကိုထည့်ထားတဲ့စင်းကိုလို့ select ပေးထားလိုက်လို့ရှိရင် print file ဆိုတာနှိပ်လိုက်တာ ਨੇ ဒီ print ပေါ့နော်တကယ်လို့ keyboard shortcut ကနေပြီး F5 ကိုနှိပ်လိုက်မယ်ဆိုရင်ဒီဟာကိုကျွန်တော်ပြည်စာနေနဲ့အခုမှ Bluetooth printer ချိတ်ဆက်ထားဆိုရင်တခါတည်းပြီးတော့မှ print ထုတ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဖုန်းမှာဆိုလို့ရှိရင်လည်းအတူတူပါပဲဖုန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ voucher ထဲမှာစောစောကကျွန်တော်ဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင် printer ပုံလေးရှိပါတယ်ဒီ printer လေးကိုနှိပ်ပြီးတော့မှကိုချိတ်ဆက်ထားတဲ့ Bluetooth printer နေပြီးတော့တစ်စင်းကျွန်တော်ကဒီစင်းတွေကို voucher နေနဲ့ကျွန်တော်ထုတ်လို့ရမှာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်တို့ကဒီ agent account ကနေပြီးတော့မှစင်းတင်ရတဲ့ပုံစံဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုရင်ထပ်ပြီးတော့မှကျွန်တော်တို့user app ကနေပြီးတော့မှစင်းတင်ရတဲ့ပုံစံတွေပြပေးမယ်နော်user app မှာလည်းသူဖွင့်ထားတဲ့ဒီမှာထိုးသားစင်းတွေဆိုတာရှိတယ်ပေါ့နော်ဒီထိုးသားစင်းတွေကနေပြီးတော့မှသူကပေါင်းပေါ်တုံလေးကနေ keypad ကနေပဲဖြစ်ဖြစ်ကျွန်တော် copy paste လုပ်ပြီးဖြစ်ဖြစ်သူကစင်းသွင်းလို့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့တခုမတူတာကကျွန်တော်တို့က user account ဒီကျွန်တော် commission ကောက်ဖြစ်တဲ့ကြောင့်မို့ဒါကွန်ပျူတာမှာတော့ကျွန်တော်ကဒီ commission software ကသုံးလို့မရဘူးပေါ့နော်ကျွန်တော်တို့တကယ်လို့ကိုယ့်အောက်က commission တွေကစင်းနေတယ်ဆိုတော့ဒီ Android software ကိုအသုံးပြုပြီးမှပဲစင်းတွေကိုတင်လို့ရမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်နမူနာအနေနဲ့စောစောထုံးတဲ့အတိုင်းပဲကျွန်တော်ကစင်းလေးတွေကို copy ယူပြီးတော့မှတင်ပြပြီးမှဖြစ်ပါတယ်ဒါကျွန်တော်ကတော့အရင်သိလောက်ထားတဲ့စင်းတွေကိုကျွန်တော်တို့ Telegram နေပြီးတော့မှအလွယ်တကူ copy ယူပြီးတော့မှထည့်ပြပြီးမှဖြစ်ပါတယ်နော်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒါ keypad screen တွေမတင်ဘူးပေါ့နော်ကျွန်တော်တို့ဒီမှာ clipboard button လေးကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့page button လေးကိုနှိပ်ပြီးမှစင်းတင်လို့ရဖြစ်ပါတယ်နော်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် page ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ထည့်မယ်ဆိုနှိပ်လိုက်မယ်နော်ဒီမှာတော့ပြင်ဆင်စရာစာသားတွေမပါတဲ့ခါကျတော့ကျွန်တော်တစ်ခါတန်းပြီးတော့မှစင်းတင်တော့မှာဖြစ်ပါတယ်နော်ပြီးရင်ကျွန်တော်တို့ဒါစင်းတစ်ခုတင်ပြီးသွားလို့ရှိရင်ဒီမှာ voucher တစ်ခါတန်းဝင်သွားမယ်ပြီးလို့ရှိရင်ကျွန်တော် copy ရလည်းတစ်ခါလေးယူပြီးသားဖြစ်တဲ့ခါကျတော့ကျွန်တော်ကအစိုးရထည့်ထားတဲ့စင်းကိုတစ်ခါလေးကိုပို့ချင်တဲ့သူကို Viber သုံး message ကနေပြီးတော့မှတန်းပြီးတော့မှပို့လိုက်လို့ရပါတယ်ဒီခုတကသွားပြီး copy ယူနေစရာမလိုတော့ဘူးပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ထပ်ပြီးတော့မှနောက်စင်းတစ်ခုထပ်ပြီးတင်လိုက်ပါမယ်နော်ကျွန်တော်နောက်ထပ်စင်းတစ်ခုလည်းထပ်ပြီးတော့မှတင်လိုက်ပါမယ်ဒီမှာကျွန်တော်က clipboard button ကနေပဲတစ်ချက်ထပ်ပြီးတော့မှ
copy ယူပြီးတော့တင်ပြပြပါမယ်เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့စောစောက copy ယူလာတဲ့စာရင်းတွေဖြစ်တဲ့ကြောင့်မို့ကျွန်တော်မူလစာရင်းကိုပဲကျွန်တော် copy ယူပြီးတော့မှထည့်ပြပြပါမယ်เนาะဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါထည့်လိုက်ပြီပေါ့နော် copy ထည့်လိုက်ပါပြီပြီးလို့ရှိရင်ကျွန်တော်တို့ထည့်မယ်ဆိုတော့နေ့တိုင်းနဲ့သူကစင်းတစ်ခါတင်ပြီးတော့ဖြစ်ပါတယ်ဒီမှာကျုံကွက်တွေပါလာဆိုတော့ကျုံကွက်တွေတစ်ခါပြပြီးနေဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ user ဘက်ကလည်းစင်းတစ်ခုတင်ပြီးတော့ပါပြီအဲ့တော့ user ဘက်ကသူတင်ထားတဲ့စင်းတွေကိုလည်း ledger ထဲမှာသွားပြီးတော့မှအကွက်ရေဘယ်လောက်ရောင်းအောင်ငွေဘယ်လောက်ဆိုပြီးတော့မှဒီ ledger ကိုလည်းပြန်ပြီးတော့မှကြည့်လို့ရမှာဖြစ်ပါတယ်နော်ဒီမှာဆိုလို့ရှိရင်အကွက်ရေက85ကွက်ရောင်းအောင်ငွေကဘယ်လောက်ဆိုပြီးတော့မှပြပေးထားတာဖြစ်ပါတယ်နော်အဲ့တော့ user ကတော့သူ့မှာထိုးသားစင်းတည်တံ့ဖြစ်တဲ့အခါကျတော့သူကတခြားစင်းတွေထည့်စီရတော့မလို့ပေါ့နော်ထိုးသားကိုစီမလာတင်တဲ့ထိုးသားတွေကိုအကောင့်ဖွင့်ပြီးတော့မှတခါရက်တက်မျိုးစင်းတင်နေဖြစ်ပါတယ်တကယ်လို့က 3D တင်နေဆိုလို့ရှိရင် 3D ကိုရွေးပြီးတော့မှ 3D စင်းတွေကိုတင်လို့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒါ AJ app owner app နဲ့owner app နဲ့ကျွန်တော်တို့ user app ကနေပြီးတော့မှစင်းတွေကိုဘယ်လိုတင်ရမလဲဆိုတာကိုရှင်းပြပေးရဖြစ်ပါတယ်